တို့ဒီနေ့ငှက်စာကျွေးမယ်ငှက်လွတ်မယ်ငါးစာကျွေးမယ်နောက်ဘာလုပ်လို့ရလဲ လိတ်တပါလွတ်လို့ရ လိပ်ပါလွတ်လို့ရလားဟိုမှာခိုးလေးတွေစားနေပြီ ငါးလည်းလွတ်ရ အော်ဟုတ်တယ်ခိုးစားလေးပေးပါဟုတ်ငှက်လေး ငါးလေးရ 2000ပဲလားအော်2000ဒါလေးက7ကောင်ပြီးမှလွတ်မယ်ဟုတ်ကဲ့မโอเคပါအဲ့ဆိုရင်ငှက်လည်းလှုံပါဆိုပြီးမှရှင်းလိုက်မယ်နော်ဟုတ်ရလက်ပေါ်မှာတင်လာစားလားမလာဘူးဒီလိုလုပ်လိုက်မယ်လာမလာသေးချင်တာမလာဘူးအော်လာပြီဟေးလာပြီလက်ပေါ်မှာစားနေရနော်ပြန်ပြန်လေအော်ငါလွတ်မှာပေါ့နော်ငါလေးပဲ အဲ့ဒါနည်းနည်းအပြည့်ရင်းနေတယ် အပြင်မှာပို့ချောရလား ဟုတ်တယ်ပြောတာဟလာကျေးဇူးတင်ပါတယ်တဲ့နော်အပြင်မှာပို့ချောရလို့ပြောလို့အပြင်မှာပဲနေတော့မယ်ကျေးဇူးတင်ပါတယ် ဟုတ်တယ်အသက်ကြီးဆိုပြောတာရင်း အကောင်ကြီးအော်အပြင်မှာတိတ်လေးကျေးဇူးတင်ပါတယ်အပြင်မှာပို့ချောရပြောလို့ thank you ပါ 1500ပါထုတ်လိုက်ယူမှာဆိုလို့ရှိရင်28အလုံး20 ဆက်တစ်ခုငါးလေးအစာကျွေးပါမယ်ရဟဲ့လာပြီငါအကြီးလာပြီငါအကြီးရေအကြီးရေပဲတွေ့တာငါဟာဒီလိုခုန်တက်လာပါလားမတက်လာဘူးဟုတ်လားအကြီးရေကြည့်ပါဦးငါအကြီးရေတွေ့လားအားရပါရကြီးစားတာနော်ဟိုမှာကြည့်အောင်အယောညာရွယ်ငါလက်နေရဆိုအားပါပြီငါပါသွားဆိုဟာတကယ်အားရပါစားရတာပါဟေးပျော်စရာကြီးအဲ့လိုမျိုးစားတာတွေ့ရောကျွေးရတာနော်အရန်ပျော်ဖို့ကောင်းတယ်ဟိုဘက်မှာငါသွားလွှတ်မယ်ကဲငါလေးလွှတ်မယ်ကူဝိုင်နောက်6ထောင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီက3000နဲ့ 3000ခွဲတဲ့လေ 3000ခွဲ 3000နဲ့ချင်းတယ်ပြီနော် ဟုတ်ကဲ့ဟုတ်3000ခွဲဟုတ်